အားလုံးပဲမင်္ဂလာပါဒါကတော့20ရက်5လ2025အင်္ဂါနေ့မနေ့ပိုင်းအတွက်ကျွန်တော်ရဲ့မြင်ရထင်ရယူဆထားတဲ့ဖြစ်နိုင်ခြေလေးတွေကိုတတိယချက်ကြည့်ပါကိုယ်စိတ်ကအကောင်းဆုံးထင်တာအကြိုက်ဆုံးထင်တာတွေကိုပဲရွေးချယ်ပေါင်းစပ်ပြီးတော့သုံးပါယူဆထားတယ်လို့ကွတိဆက်ဖြစ်ပါစေရွေးမှန်ပြီးတော့ကံကောင်းကြပါစေဆုတောင်းပေးပါတယ်ခုပထမဆုံးဒါကပ်ပင်ယူဆမှုနဲ့ကနန်းတစ်ကွက်သုံးချိန်မြောက်လေးတွေဒါယူဆပြီးတော့မှကနန်းတစ်ကွက်ယူဆထားတယ်အဲ့ဒီကနန်းကတော့လူများစုကြီးစိတ်ဝင်စားနေတဲ့ကနန်းပေါ့ကနန်းဒီကနန်းမထွက်တာလဲ6လပြည့်တော့မှနဲ့တူတယ်8လခွဲကျော်တော့ဖြစ်သွားပြီဆိုတော့သူ့ကိုဒီလိုလေးယူဆကြည့်ထားတာဒီ3လုံးပေါင်းခြင်းခွန်အဲ့ဒီ3လုံးခွန်ဒီလို3လုံးခွန်လို့ဖြစ်တယ်ပြီးတဲ့အခါဒီ3လုံးက8လို့ဖြစ်တယ်အဲ့ဒီ3လုံး8ဟာလဲဒီလို3လုံး8လို့ပဲဖြစ်ထားတယ်ဆိုတော့ကဒါ4ထိပ်တို့2ထိပ်တို့ဒီလိုပုံပေါ်ထားတယ်ပေါ့ဆိုတော့ကသူကခွန်8ပြီးတော့9လို့လည်းဖြစ်သွားနိုင်တယ်9လို့ဖြစ်မယ်ဆိုရင်သူဒါ3ညတစ်လုံးထည့်ရအောင်ဒါပေမဲ့သူက9လို့မယူဘူးဒီသူဖြစ်စဉ်လေးအတိုင်းပဲလိုက်ယူရင်သူက3လုံးပေါင်းခြင်း3ညလို့ဖြစ်တယ်ဆိုတော့ကဒီမှာ3ညဖြစ်လို့ခွန်8ပြီးတော့3ညဖြစ်ထားလို့ဒီမှာလည်းခွန်8ပြီးတော့3ညလို့ပဲယူလိုက်မှာဒါဆိုရင်သူ့ကိုတစ်တလုံးထည့်မယ်တကယ်လို့9လို့ဖြစ်မယ်ဆိုရင်သူ့ကို3ညတစ်လုံးထည့်လို့ရတယ်9လို့လည်းဖြစ်သွားနိုင်တာပဲပေါ့ဆိုတော့ကဒါထိတ်တလုံးတစ်တလုံးကိုဒီလိုနဲ့ယူဆလိုက်တယ်ပြီးတဲ့အခါ break ဖြစ်နေခြင်းလေးဒီနှလုံးပေါင်းခြင်း2အဲ့ဒီ2ဟာဒီလို3လုံး2ဆိုတော့ကဒါ break နဲ့ယူဆမယ်ဆိုရင်ဒါ3 break ပေါ့3လုံးပေါင်းခြင်း2အဲ့လိုပြီးတဲ့အခါဒီနှလုံးပေါင်းခြင်းက9ဒီနှလုံးပေါင်းခြင်း9ဟာလည်းဒီလို3လုံး9လို့ဖြစ်တယ်ဆိုတော့ကသူ break နဲ့ယူဆမယ်ဆိုရင်5 break ဒီပုံစံလေးတိုင်းတာသူ3ချိန်ဆက်ဖြစ်ခဲ့မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်း3အဲ့ဒီ3ဟာဒီလို3လုံး3လို့ဖြစ်ဒါဆိုရင် break နဲ့ယူမယ်ဆိုရင်တစ် break ကိုယူရမှာဆိုတော့တစ်ထိပ်နဲ့တစ် break ဆိုရင်ဒါ3ညအပိတ်တစ်လုံးထက်3လုံးပေါင်းခြင်း3ဆိုတော့တစ်3ညဆိုတဲ့ကဏ္ဍကတော်တော်ကြာပြီပေါ့ပြီးတဲ့အခါဒီ3ညအပိတ်ကိုလည်းဖြစ်နိုင်ခြေသဘောလေးနဲ့သူယူဆလို့ရတယ်ဒီ3လုံး6အဲ့ဒီ3လုံး6ပါဒီလို3လုံး6လို့ပြန်ဖြစ်တယ်ဆိုတော့ကဒါကိုပိတ်သူ့အောက်ကဒီ3လုံးပေါင်းခြင်း4အဲ့ဒီ3လုံးပေါင်းခြင်း4ရတယ်ဒီလို3လုံး4လို့ဖြစ်တယ်ဆိုတော့ကဒါ3ပိတ်ဒီပုံစံလေး3ချိန်ဖြစ်ခဲ့မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်း5လို့ဖြစ်တယ်9 4 2 3လုံးပေါင်းခြင်း5ဆိုတော့ဒီမှာထည့်ထားတဲ့3ညပိတ်နေဆိုရင်လည်း3လုံးပေါင်းခြင်း5လို့ဖြစ်နေတယ်ဆိုတော့ကဒါဒီ3ညပိတ်တစ်ထိပ်3ညပိတ်တစ်ထိပ်3ညပိတ်တစ်ပရိတ်ဒီယူဆမှု3ချက်ဟာကန့်ညီမှုရှိနေတယ်ပေါ့ဆိုတော့ကဒါတစ်3ညတကယ်လို့ဒီမှာအဲ့ဒီဟာတွေနဲ့မဆိုင်မဲနဲ့ break တစ်ခုကပဲမှန်ပြီးတော့ခွန်ရှိပြီးတော့9လို့ဖြစ်လို့ရှိရင်ဒါ3ညထိပ်နဲ့တစ် break ဆိုရှင်ဒါ3ည1ဒါမျိုးလည်းဖြစ်သွားနိုင်တာပဲဒီ3ည1 3ည1 3ညပေါ့ဒီကဏ္ဍနှလုံးဟာဒီကဏ္ဍနှလုံးတွေဟာကျွန်တော်နောက်ပိုင်းကလင်ဒါတွေကိုပြန်ပြီးတော့မှကြည့်တဲ့အခါသူက3ရက်6လ2024မှာ3ည1ညနေပိုင်းမှာ3ည1လို့ထွက်ပြီးကြတဲ့ဒီကဏ္ဍတွေတစ်ခုလုံး1 3ညရော3ည1ရောလုံးဝပျောက်တာခုချိန်ထိပဲဆိုတော့သူက8လခွဲကျော်နေပြီပေါ့6လနေနေဖြစ်နေပြီဆိုတော့ဒါဒီကဏ္ဍကိုဒါ3 4လ3လလောက်ကတည်းကလိုက်တဲ့သူတွေတောင်မှမွဲရောမယ်ဆိုတော့ဒါဖြစ်ရှင်လည်းဖြစ်မယ်ဖြစ်ရှင်လည်းမဖြစ်ဘူးပေါ့ဖြစ်နိုင်မယ်ထင်ရင်တော့ထိုးပေါ့အားလည်းတော့မထိုးနဲ့ဘာလဲဆိုတော့ဒီလိုလူများစုဝိုင်းထိုးနေတဲ့ကဏ္ဍမျိုးဟာဖြစ်ခဲ့တယ်ဝါအောင်စားပြီးမှထုတ်လိမ့်မယ်ဆိုတော့ဟုတ်ပြီယူဆထားတယ်လို့ဆက်ဖြစ်ပါစေတက်တိုးပါစေဆုတောင်းပေးပါတယ်ဒီတစ်ခါမှာတော့ဒါတကွင်ကျော်နေထားတဲ့3ချိန်မြောက်ဖြစ်နေကြီးလေးတွေအပေါ်2ချိန်မှာဖြစ်ထားတာလေးတွေကိုလိုက်ပြီးတော့မှ
တူပမင်းညံပြီးတော့မှဒါကနန်းထဲမယ်ပေါ့ဆိုတော့ကသူကစက်ကွက်မှုဖြစ်နိုင်ခြေလေးတစ်ခုဒါဖြစ်မဖြစ်တော့မသိဘူးပေါ့သူဒီလိုလေးနှစ်ကြိမ်ပုံပေါ်ထားတယ်ဒီလိုနှလုံးပေါင်းခြင်းနဲ့၄ဒီလိုနှလုံးပေါင်းခြင်းနဲ့၄ပဲသူ့အောင်မှာလည်းဒီလိုနှလုံးပေါင်းခြင်း၈ဒီလိုနှလုံးပေါင်းခြင်း၈ဒီလိုတန်ဖိုးတူလေးတွေတပြိုင်နက်ဖြစ်တာစက်ကွက်မှုပေါ့ဒါမျိုးလေးဖြစ်ထားတယ်အဲ့ဒီတိုင်းသူကဒီမှာသူဆက်ဖြစ်မှာဆိုလို့ရှိရင်ဒီနှလုံးပေါင်းခြင်းတန်ဖိုးဒီနှလုံးပေါင်းခြင်းတန်ဖိုးဒါအတူတူဖြစ်မယ်ဆိုတော့ဒါအပေါ်မှာ2 3ဆိုတဲ့ညီကိုကဏ္ဍရှိနေလို့သူကညီကိုကဏ္ဍနေပဲထွက်ဆိုတော့သူ့ကိုတရားခံရှာကြည့်တဲ့အချိန်မှာတရားခံတွေ့တယ်အဲ့ဒီတရားခံနဲ့3ချက်ရိုက်သွားရင်လည်းကဏ္ဍတစ်ခွက်ပုံပေါ်တာပဲပေါ့ဆိုတော့ကသူ့ကိုဒီလိုလေးဒါတရားခံကတော့ဒါပဲဒီ3လုံးပေါင်းခြင်း၄ဒီ၄ကြောင့်ဒီလိုနှလုံးလေးဒီလိုနှလုံးလေးတစ်ထည့်ရှစ်ပိတ်တပြိုင်တည်းဖြစ်သွားတယ်အဲ့လိုပဲသူ့အတူပင်ကြောင့်မှလည်းဒီ3လုံးပေါင်းခြင်း၈ဒီ3လုံးပေါင်းခြင်း၈ကြောင့်ဒီလိုနှလုံးပေါင်းခြင်း၈ဒီလိုနှလုံးပေါင်းခြင်း၈အလေးထည့်ကိုပိတ်တပြိုင်တည်းဖြစ်သွားတယ်ဒီပုံစံလေး3ချိန်ဆက်ဖြစ်ခဲ့မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်း2လို့ဖြစ်ထားလို့ဒီလိုနှလုံးပေါင်းခြင်း2လို့ဖြစ်ဒီလိုနှလုံးပေါင်းခြင်း2လို့ဖြစ်ဒါဆိုရင်ကိုထိတ်3ညပိတ်ဒီလိုတပြိုင်တည်းဖြစ်မယ်ဆိုတော့ကို3ည1 1 2 2 2 2 3အဲဒီလိုကဏ္ဍနေထွက်မယ်ဒါညီကိုကဏ္ဍ10ခွက်ပေါ့ရှေ့ကြီးရှေ့သေးနောက်ကြီးဒီလိုပုံစံမျိုးသွားမယ်ရှေ့ကိုခွန်ရှေ့ဒီလိုကဏ္ဍနေဆိုတော့ဒါတရားခံရှာပြီးတော့မှကဏ္ဍဒါအပြီးရိုက်နေတဲ့ဒါထည့်ကြည့်တာဆိုတော့ तू ကကိုထိတ်ပဲတချမ်းပဲဖြစ်သွားနိုင်တယ်လို့3ညပိတ်ဆိုတာမျိုးကလည်းတချမ်းပဲဒီလိုဖြစ်ချင်းဖြစ်သွားနိုင်တယ်ပေါ့ဒီလိုတပြိုင်တည်းမဖြစ်ဘဲနဲ့တချမ်းစီပဲလည်းဖြစ်သွားနိုင်တယ်ဆိုတော့ကနောက်ထပ်ဖြစ်နိုင်ခြေလေးတွေနဲ့လည်းထပ်ပြီးတော့ပေါင်းစပ်ခြင်းတယ်နောက်ထပ်ဒါထိတ်တလုံးပိတ်တလုံးထပ်ပြီးတော့ယူဆကြည့်လိုက်တယ်ဆိုတော့က तू ကဒီ3လုံးပေါင်းခြင်း6အဲ့ဒီ3လုံး6ဒီလို3လုံး6ဆိုတော့ကဒါတစ်ထည့်အဲ့လိုပဲ तू ကတော့ပင်ကြောင့်မှလည်းဒီ3လုံး9ဒီလို3လုံး9ဆိုတော့က4ထည့်အဲ့ဒီပုံစံတိုင်းဆက်ဖြစ်ရင်ဒီ3လုံးပေါင်းခြင်း9ကြောင့်ဒီလို3လုံး9လို့ဖြစ်အောင်မယ်ဆိုရင်သူ့ကို2ထည့်ဆိုရင်ဒါဒီဆက်ကွက်မှုနဲ့ထည့်လို့ရှိရင်သူက2 3လို့ထွက်2 3ဖြစ်မဖြစ်တော့မသိဘူး2 3လို့ဖြစ်နေကြတဲ့သဘောရလဲယူဆလို့ရနေတယ်ဒီ3လုံးပေါင်းခြင်း9ဒီလို3လုံး9ဒီ3လုံးပေါင်းခြင်း6ဒီလို3လုံး6ဆိုတော့က8ထိပ်8ပိတ်တို့9ပိတ်တို့8 9ဒီလိုမျိုးလေးတွေဒါဖြစ်နိုင်ကြီးရှိတဲ့အတွက်ကြောင့်မို့လို့ဒါသူဆက်ဖြစ်ခဲ့ဒီ3လုံးပေါင်းခြင်း4လို့ဖြစ်ထားလို့ဒီလို3လုံး4လို့ဖြစ်အောင်မယ်ဆိုရင်သူ3ပိတ်တစ်လုံး2 3ပြီး2 3မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဘာလဲဆိုတော့3တစ်လုံးကလည်းကောင်းတယ်ပေါ့3ရက်အတွင်းခဏတစ်လုံး3ခါပြန်ကြဆိုရင်ဒီ3တစ်လုံးကောင်းနေတယ်ဒီလိုလည်းရှိတယ်ပေါ့ပြီးတဲ့အခါဒီမှာ6လေးပြီးတော့4 9လို့တော့ကြာသေးတယ်နှစ်ကြိမ်ဆင့်ပြီးတော့မှ2 3ပြီးတော့မှ2 3လို့3နှစ်တို့ပါညာဒါမျိုးလဲထက်ကြခြင်းကြာမှာပဲပေါ့ပြောလို့တော့မရဘူးသူကသူဖြစ်ချင်းဖြစ်နေတာဆိုတော့တိုက်ဆိုင်မှုရှိရင်တော့တက်တိုးမှာပဲဆိုတော့ကဒါမှနှစ်ထိပ်3ပိတ်လို့ထပ်ပြီးတော့ယူဆလို့ရတဲ့အချိန်မှလဲသူကပထမယူဆထားတဲ့ဆက်ကွက်မှုလေးနဲ့သူဝင်တာပဲဒီနှလုံးပေါင်းဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းက9ဒီနှလုံးပေါင်းခြင်းလည်း9ပဲဆိုတော့ဒီလိုလေးဖြစ်ထားတယ်ဆိုတော့ကဒါကို3ညနဲ့နှစ်3ဒီကဏ္ဍနှစ်ကွက်ရတာဒီဆက်ကွက်မှုပုံစံလေးနဲ့ဆက်ဖြစ်မယ်ဆိုလို့ရှိရင်ကွက်တိကြတဲ့ကဏ္ဍနှစ်ကွက်ပေါ့ပြီးတဲ့အခါသူကအဲ့လိုမဟုတ်ဘူးတချမ်းစီပဲမှန်ပြီးတော့မှ crossing လေးလက်တွဲသွားနိုင်တယ်ပေါ့ဒါဆိုရင်သူကို3နှစ်3ညဒီလိုကဏ္ဍ၄ကွက်ပဲယူဆလိုက်တယ်ယူဆထားတယ်လို့ကွက်တိဆက်ဖြစ်ပါစေတက်တိုးပြီးတော့ကံကောင်းကြပါစေဆုတောင်းပေးပါတယ်ဒီတကမှာတော့ဒါနှစ်ကွင်ကျော်နေထားနဲ့၃ချိန်မြောက်ဆက်ပြီးတော့ယူဆမယ်မြင်ရထင်ရလေးတွေအတိုင်းပဲဆက်ပြီးတော့ယူဆမှာဆိုတော့ကဒါပထမဆုံးဒါထိပ်ဖြစ်နိုင်ကြီး
ဒီလိုလေးပဲအလွယ်လေးတာအမြင်ထင်လေးနဲ့ယူဆလိုက်တယ်ဒီနှလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်း6ဆိုတော့ကနှစ်ထိပ်ဒီဒုတိယနှစ်ပင်ကျော်နေထားမှာလဲဒီနှလုံးပေါင်းခြင်း3ညဒီလိုနှလုံးပေါင်းခြင်း3ညဒီလိုဖြစ်တာလေဆိုတော့က9ထိပ်နှစ်ထိပ်9ထိပ်ဒီပုံစံလေးနဲ့ပုံပေါ်နေတယ်ဒါကြောင့်မလို့သူ3ချိန်ဆက်ဖြစ်ခဲ့ရင်ဒီနှလုံးပေါင်းခြင်း3ဒီလိုနှလုံးပေါင်းခြင်း3လို့ဖြစ်မယ်ဒါဆိုရင်သူ့ကိုတစ်ထိပ်တစ်လုံးထည့်ပြီးတဲ့အခါဒုတိယတစ်လုံးဒီ3လုံးပေါင်းခြင်း1ဒီလို3လုံး1ဆိုတော့ကလည်းနှစ်ထိပ်ပဲသူကနှစ်ပင်ကျော်မှာလဲဒီ3လုံးပေါင်းခြင်း3ဒီလို3လုံး3ဆိုတော့က9ထိပ်နှစ်ထိပ်9ထိပ်ဒီပုံစံလေးနဲ့လည်းနှစ်ထိပ်9ထိပ်ယူဆလို့ရတယ်နှစ်ပင်ကျော်အနေထားနဲ့ပေါ့ဆိုတော့ဒီပုံစံလဲဒါ3ချိန်ဆက်ဖြစ်ခဲ့မယ်ဆိုရင်ထိပ်တစ်လုံးယူဆလို့ရတယ်ဒါဆိုရင်ဒီ3လုံး3ညကြောင့်ဒီလို3လုံး3ညလို့ဖြစ်မယ်ဆိုရင်သူ3ထိပ်တစ်လုံးဒီလိုထည့်မယ်ဆိုတော့ထိပ်ဖြစ်နေခြင်းနှလုံးပြီးတဲ့အခါဒါမျိုးလေးတွေကလည်းဒါတစ်ခါတလေဖြစ်ခြင်းဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုပါထည့်ပေးလိုက်ခြင်းတယ်အဲကြောင့်မလို့ထည့်လိုက်တဲ့ဒီ3လုံးပေါင်းခြင်းနှစ်ထိပ်ဒီ3လုံးပေါင်းခြင်း9ထိပ်ဒီ3လုံးပေါင်းခြင်း9ထိပ်ဒါမျိုးလည်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါထိပ်3လုံးဖြစ်သွားမယ်ပိတ်ဒီတစ်ခါအပိတ်ဒီ3လုံးပေါင်းခြင်း3ညဒီလို3လုံး3ညပြီးတဲ့အခါဒီ3လုံးပေါင်းခြင်း3ဒီလို3လုံး3ဆိုတော့ကတစ်ပိတ်တို့4ပိတ်တို့ဒီလိုပုံပေါ်တယ်ဆိုတော့ဒါနောက်ထပ်နှစ်ပင်ကျော်နေထားတစ်ခုမှာဒီပုံစံလေးအတိုင်းဆက်ဖြစ်ရင်ဒီ3လုံးပေါင်းခြင်း2ဒီလို3လုံး2ဒါဆိုရင်3ပိတ်တစ်လုံးကိုထည့်ပေးရမယ်ဒီယူဆမှုလေးရတာနှစ်မှုစုံလေးဖြစ်တယ်လို့ယူဆလို့ရတယ်ဘယ်လိုဆုံးလဲဆိုတော့ဒီ3လုံးပေါင်းခြင်း3ညဒီလို3လုံး3ညဆိုတဲ့ခါတာနှစ်မှုစုံ1ပဲအဲ့ဒီလိုပဲဒီဒုတိယချိန်မှာလည်းဒီ3လုံး8ဒီလို3လုံး8ဆိုတော့နှစ်မှုစုံ4ပဲဒီပုံစံလေးအတိုင်းပဲဒါ3ချိန်ထိသူဟာကွက်တိလာညီးတယ်ဒီ3လုံးပေါင်းခြင်း4ဒီလို3လုံး4ဆိုတဲ့အခါပထမယူဆထားတဲ့3ပိတ်ဖြစ်နိုင်ခြေဒုတိယယူဆထားတဲ့3ပိတ်ဖြစ်နိုင်ခြေထပ်တူလေးကြာနေတယ်ဆိုတော့3ပိတ်ဖြစ်နိုင်ခြေလေးမဆိုးဘူးပေါ့ပြီးတဲ့အခါနောက်တစ်လုံးကဒီလို3လုံးပေါင်းခြင်း8ဒီလို3လုံး8ဆိုတဲ့အခါဒီပိတ်ဒီ3လုံးပေါင်းခြင်း6ဒီလို3လုံး6ဆိုတဲ့အခါ4ပိတ်ဒီပုံစံလေးလည်းဆက်ဖြစ်မယ်ဆိုရင်ဖြစ်နိုင်ခြေရှိတာပဲဒါကြောင့်ဒီ3လုံးပေါင်းခြင်း6ကလည်းဒီလို3လုံး6လို့ဖြစ်သွားနိုင်တယ်ဖြစ်မယ်ဆိုရင်ခွန်ပိတ်တစ်လုံးကိုထည့်ဆိုတော့ဒါထိပ်3လုံးပိတ်2လုံးဒီလိုပဲယူဆလိုက်တယ်သူကိုတဲတွဲလိုက်ရင်1 3 1ခွန်3 3 3ခွန်5 3 5ခွန်ဒီလိုကနန်း6ကွက်ထွက်လာမယ်ပေါ့ဒါကိုယူဆထားတဲ့ပုံစံလေးတွေအတိုင်းသာဆက်ပြီးတော့မှဒါထိတ်ကတစ်လုံးဝင်ပိတ်ကတစ်လုံးဝင်ဒါမျိုးလေးတွေဝင်ခဲ့မယ်ဆိုရင်ဖြစ်ချင်းတလို့တာဖြစ်ဒီ6ကွက်ထဲဟာတစ်ကွက်ကျင်းဒီကွက်တီတိုးမှာပဲပေါ့ဆိုတဲ့အခါယူဆထားသလိုကွက်တီတိုးပါစေဆုတောင်းပေးတယ်ကျွန်တော် channel လေးကို subscribe မလုပ်သေးလို့လုပ်ထားခြင်းရင် subscribe လေးလုပ်ထားပေးပါ notification ခေါင်းလုံးလေးကိုလည်း all video မှာ marking လေးပေးထားပါဒါဆိုရင် video တင်တာနဲ့စောစောလေးတည်အောင် alert လုပ်ပေးပါလိမ့်မယ်ဒီခါမှာတခြားလေးကြည့်ပါကိုယ်စိတ်ကအကောင်းဆုံးအကျိတ်ဆုံးထင်တာတွေကိုပဲရွေးချယ်ပေါင်းစပ်ပြီးတော့သုံးပါယူဆထားသလိုတွေတဲကပဲဒါမကြခဏကွက်တိဖြစ်ပါစေရွေးမှန်ကောင်းကြပါစေဆုတောင်းပေးပါတယ်ဒီတစ်ခါမှာတော့ဒါ3ခွင်ကျော်အနေထားနဲ့3ချိန်မြောက်အပေါ်2ချိန်မှာဖြစ်ခဲ့တဲ့ဒါဖြစ်နိုင်ခြေလေးတွေဉာဏ်ထင်ရအတိုင်းပဲ3ချိန်ဆက်ယူဆပြီးတော့ကဏ္ဍလေးတွေတွဲဆက်မယ်တခြားလေးကြည့်ပါဒါပထမထိတ်ကိုနှလုံးမယူဆလိုက်တယ်ဒီ3လုံးပေါင်းခြင်း3ညအဲ့ဒီ3လုံး3ညဒီလို3လုံး3ညလို့ဖြစ်တယ်ဆိုတော့ကဒါကိုထိတ်တစ်လုံးအဲ့လိုပဲသူက3ခွင်ကျော်အနေထားမှာဒီ3လုံးပေါင်းခြင်း9ဒီလို3လုံးပေါင်းခြင်း9ဒီလိုပဲဖြစ်တယ်ဆိုတော့ကဒါပုံစံတူ9ထိတ်1ထိတ်ယူဆလို့ရတယ်ဒီပုံစံအတိုင်းဒါ3ချိန်ဆက်ဖြစ်မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်း8ဟာဒီလို3လုံး
8လို့ဒါဖြစ်အောင်မယ်အဲ့လို8လို့ဖြစ်မယ်ဆိုရင်သူ့ကိုနှစ်ထိပ်တစ်လုံးထည့်မယ်ပြီးတဲ့အခါနောက်ထပ်တစ်လုံးဒီ3လုံးပေါင်းရင်4အဲ့ဒီ3လုံးပေါင်းရင်4ဟာဒီလို3လုံး4လို့ဖြစ်တယ်ဆိုတော့ခါတာ6ထိပ်ဒီ3လုံးပေါင်းရင်3ဟာလည်းဒီလို3လုံး3လို့ဖြစ်တယ်ဒီပုံစံလေးနဲ့ယူဆရင်လည်းသူက6ထိပ်1ထိပ်ပုံပေါ်တာပဲဆိုတော့ဒီပုံစံလဲဖြစ်ချင်းဖြစ်မှာမို့လို့သူ့ကိုဆက်ယူဆရင်ဒီ3လုံးပေါင်းချင်း3ညဟာဒီလို3လုံး3ညလို့ဖြစ်ဒါဆိုရင်1ထိပ်တစ်လုံးဆိုတော့ဒါ1နဲ့2ထိပ်နှလုံးယူဆလိုက်တယ်ပြီးတဲ့ခါဒါအပိတ်ဒါပထမတစ်လုံးကိုဒီ3လုံးပေါင်းချင်း2ဒီလို3လုံး2ဆိုတဲ့ခါဒါ5ပိတ်ပုံပေါ်တယ်ပေါ့အဲ့ဒီပုံစံတိုင်းမှာဒီ3လုံးပေါင်းချင်း5ဒီလို3လုံး5လို့ဖြစ်တယ်ဆိုတဲ့အခါ10ပိတ်ပုံပေါ်သွားတယ်ဒီပုံစံလေးနဲ့ဒါ5ပိတ်တို့10ပိတ်တို့ဖြစ်ခဲ့တယ်လို့ဒါ3ချိန်ဆက်ပြီးတော့မှဖြစ်အောင်မယ်ဆိုရင်ဒီ3လုံးပေါင်းချင်း2ဟာဒီလို3လုံး2လို့ဖြစ်မယ်ဒါဆိုရင်ဒါ2ထိပ်2ပိတ်တစ်လုံးကိုထည့်2ပိတ်တစ်လုံးပြီးတဲ့အခါဒုတိယတစ်လုံးဒီ3လုံးပေါင်းချင်း3ညဟာဒီလို3လုံး3ညလို့ဖြစ်တယ်5ပိတ်ပဲဒီ3လုံးပေါင်းချင်း3ညဟာလည်းဒီလို3လုံး3ညလို့ပဲဖြစ်တယ်ဆို10ပိတ်ဒီပုံစံလေးနဲ့ယူဆရင်လည်းဒါ5ပိတ်တို့10ပိတ်တို့ပုံပေါ်တဲ့အတွက်ကြောင့်မို့လို့ဒီပုံစံလေးအတိုင်းဒါ3ချိန်ဆက်ဖြစ်အောင်မယ်ဆိုရင်အပိတ်တစ်လုံးဖြစ်ပုံပေါ်သွားမယ်ယူဆလို့ရသွားမယ်ဖြစ်နိုင်ရရှိသွားမယ်ပေါ့ဒီ3လုံးပေါင်းချင်း5အဲ့ဒီ5ဟာအပေါ်2ချိန်တိုင်းပဲဒီလို5လို့ဖြစ်မယ်ဆိုရင်သူ့ကို6တစ်လုံးထက်ဒါမှ6 3 6 3လုံးပေါင်း5နှစ်ပိတ်6ပိတ်ပြီးတဲ့အခါနောက်တစ်လုံးကိုဒီလိုယူဆလိုက်တယ်ပထမယူဆမှုရဲ့အောက်ဘက်ကဒီ3လုံးပေါင်းချင်း6အဲ့ဒီ3လုံး6ဒီလို3လုံး6ဆိုတဲ့အခါ5ပိတ်ယူဆလို့ရတာပဲအဲ့ဒီပုံစံတိုင်းပဲဒီ3လုံးပေါင်းချင်း6ကလည်းဒီလို3လုံးပေါင်းချင်း6လို့ပဲဖြစ်သွားတယ်ဆိုတော့ဒါ5ပိတ်တွေ10ပိတ်တွေဒီပုံစံနဲ့ယူရင်လည်းဖြစ်နေတာပဲဆိုတော့ဒီပုံစံလေးကိုပါဆက်ပြီးတော့ယူဆရင်ဒီ3လုံးပေါင်းချင်း3ဒီလို3လုံး3လို့ဖြစ်ခဲ့ရင်သူ့ကိုခွန်အပိတ်တစ်လုံးထည့်ဆိုတော့3လုံးပေါင်းချင်း3ဒါဆိုရင်2 1ထိပ်2 6ခွန်ပိတ်သူ့ကိုဒါထိပ်နှလုံးပိတ်3လုံးတက်တွက်လိုက်ရင်2 2 2 6 2ခွန်ပြီးတဲ့အခါ1ထိပ်နဲ့ဆိုရင်1 2 1 6 1ခွန်ဒီလိုကဏ္ဍ6ကွက်ယူဆလို့ရမယ်ပြီးတဲ့အခါမှာ break ဖြစ်နိုင်ခြေလေးတစ်ခုကလည်းဒါအပေါ်3ကွင်ချာ2ခုမှာကွက်တီလေးဒီလိုယူဆလို့ပုံပေါ်နေလို့သူ့ကိုဆက်ပြီးတော့ယူဆလိုက်တယ် break တစ်လုံးဒီ3လုံးပေါင်းချင်း3ဒီလို3လုံး3ဆိုတဲ့အခါ4 break 9လို့ဖြစ်သွားတယ်အဲ့ဒီလိုပဲသူ့ကို3ကွင်ကျော်မှာဒီ3လုံးပေါင်းချင်း2ဒီလို3လုံး2လို့ဖြစ်တယ်ဆိုတော့ကဒါ break နဲ့ယူဆရင်9 break ဒီပုံစံလေးရလဲဒါ3ချိန်ဆက်ဖြစ်သွားအောင်မယ်ဆိုရင်ဒီ3လုံးပေါင်းချင်း5ဟာဒီလို3လုံး5လို့ဖြစ်အောင်ပါပဲအဲ့လိုဖြစ်မယ်ဆိုရင်သူ့ကို2 break ကိုထည့်ပေးရအောင်ဆိုတော့ဒီမှာရှိပြီးသားတွေထဲမှာ2 break ဖြစ်တာတစ်ခုလည်းမရှိဘူးဆိုတော့ဒီကဏ္ဍ5လုံးနဲ့2 break တွေကိုအကုန်တွဲဖြစ်အောင်ထည့်ပါဆိုတော့2ထိပ်နဲ့2 break ဆိုရင်ဒါ2 3ည1ထိပ်နဲ့2 break ဆိုရင်ဒါ1 1 2အပိတ်နဲ့2 break ဆိုရင်3ည2 6အပိတ်နဲ့2 break ဆိုရင်ဒါ6 6ခွန်အပိတ်နဲ့2 break ဆိုရင်5ခွန်ဒီကဏ္ဍ5ကွက်ဒါထပ်တူယူဆလိုက်တယ်ဆိုတော့ဒါ break ကြိုက်တဲ့သူတွေဆိုရင် break 10ကွက်ပဲထိုးလိုက်ပေါ့ကျန်တာတွေကိုလက်လူရှူလိုက်ဒီ break ဝင်လို့ရှိရင်ဒါ B 10ကွက်နဲ့ B ဒီလိုကိုကြိုက်ရတန်ရလေးတွေကိုရွေးချယ်ပြီးတော့သုံးပါယူဆထားသလို
ဆက်ဖြစ်ပါစေအရွေးမှန်ပြီးတော့ကံကောင်းကြပါစေအကြိုက်မှန်ပြီးတော့ကံကောင်းကြပါစေဆုတောင်းပေးပါတယ်